စကားပြောမောက်မာတာကြောင့်ဝေဖန်ခံနေရတဲ့အေးမြတ်သူပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။အေးမြတ်သူဟာဆိုရင်လက်ရှိအချိန်မှာတခေတ်ပြန်ပြီးနာမည်ကြီးလာတာဖြစ်ပါတယ်။ရေစက်တို့ဒီလည်းတခါတရံမစုံစည်းတာဆိုတဲ့ဇလံတွင်နဲ့ပရိသတ်တွေရဲ့အချစ်ကိုပြန်လည်သိမ်းပိုက်ခံခဲ့ရတာဖြစ်ပြီးသူမရဲ့အမိုက်စားဖက်ရှင်တွေကြောင့်လည်းပရိသတ်တွေရဲ့ချစ်ချင်းကိုခံခဲ့ရတာဖြစ်ပါတယ်။တခေတ်ဆန်းပြီးပြန်လည်နာမည်ရလာတာကြောင့်လည်းအားလုံးရဲ့စောင့်ကြည့်ခြင်းကိုခံနေရတာဖြစ်ပါတယ်။အေးမြတ်သူဟာအားလုံးရဲ့အချစ်ကိုခံရပြီးအားလုံးစောင့်ကြည့်ခြင်းခံရခြင်းမှာပဲသူမရဲ့စကားပြောမောက်မာမှုကြောင့်အခုချိန်မှာတော့ဝေဖန်ခံနေရတာဖြစ်ပါတယ်။အေးမြတ်သူဟာအခုလက်တလောမှာပွဲတက်တွေလည်းတက်နေပြီးတော့ကြော်ညာရိုက်ကူးနေရဖြစ်ပါတယ်။စကားပြောပြဖြစ်ပြီးပြောဆိုမှုကောင်းခဲ့ပေမဲ့အခုချိန်မှာတော့မောက်မာတယ်ဘဝင်မြင့်နေဆိုပြီးဝေဖန်ခံလိုက်ရတာဖြစ်ပါတယ်။လက်ရှိမှာတော့အေးမြတ်သူဟာစူပါစတာအကယ်ဒမီမှာတိုင်အဖြစ်နဲ့ပါဝင်အကဲဖြတ်ထားတာဖြစ်ပြီးတော့အေးမြတ်သူဟာအပြိုကြီးပြီးစီးစားကြောင်းနေရပဲဖြစ်ပါတယ်။အပြိုကြီးဖြစ်တာကြောင့်လည်းလာရောက်ရှင်ပြိုင်တဲ့သူတွေကိုအပြစ်တင်ပြောဆိုတာမျိုးတွေရှိပြီးတော့ဝေဖန်တာမျိုးတွေလည်းရှိတာဖြစ်ပါတယ်။အဲဒီလိုအချက်တွေပြင်လာရောက်ရှင်ပြိုင်သူတွေကိုလည်းနစ်နာပြောတာမျိုးတွေရှိသလိုတိုင်အချင်းချင်းနဲ့လည်းမတည့်ပဲနဲ့အမြဲတမ်းအငင်းပွားနေကြတာဖြစ်ပါတယ်။စူပါစတာအကယ်ဒမီဟာလည်းလူမှုကွန်ရက်စာမျက်နှာတွေထက်မှပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်အောင်လို့အမြဲလိုပြိုင်ပွဲဝင်အချင်းချင်းကိုရန်တိုက်ပေးပြီးပွဲရှာနေရဖြစ်ပါတယ်။အဲဒီလိုတွေကြောင့်လည်းလူစိတ်ဝင်စားမှုမြင့်တက်နေရဖြစ်ပါတယ်။ပြန်ပွဲဝင်တွေကလည်းတယောက်နဲ့တယောက်မတည့်တာဖြစ်ပြီးအားလုံးကစကားကြီးစကားကျယ်တွေပြောနေရကြောင်းလည်းအမြင်ကက်နေရတာဖြစ်ပါတယ်။အဲဒီထဲမှာအေးမြတ်သူကမျက်နှာထိမျက်နှာထားကြီးတွေနဲ့မောင်မာတွေပြောဆိုထားတဲ့ဗီဒီယိုဖိုင်တွေကြောင့်လည်းအားလုံးထဲမှာကန်ထူပြီးတော့သူများတက်ပို့ပြီးဝေဖန်ခံနေရတာဖြစ်ပါတယ်။အေးမြတ်သူဟာနည်းနည်းလေးမှအထီးခိုက်မခံပဲဆက်တိမခံပြောတာကြောင့်ရောပြိုင်ပွဲဝင်တွေအပေါ်မှာညှတာမှုမရှိပဲမောင်မာပြောဆိုဆက်ဆံခဲ့တာကြောင့်မှပရိသတ်တွေရဲ့ဝေဖန်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။အရင်ကနာမည်မရှိတဲ့မင်းသမီးကအခုမှစကားတကားရိုက်ပြီးနာမည်ကြီးလာနဲ့မောက်မာလာပြီးဆိုပြီးတော့ဝေဖန်မှုတွေမြင့်တက်နေရဖြစ်ပါတယ်။အဲဒီလိုမြင့်တက်မှုတွေကိုတော့အေးမြတ်သူကဘာမှတုတ်ပြန်ပြောဆိုလာခြင်းလည်းမရှိသလိုဘာမှလည်းပြောထားတာမျိုးမရှိတာဖြစ်ပါတယ်။သူမကိုဘလို့တွေပဲဝေဖန်နေပါစေသူမပြောနေတဲ့အတိုင်းဆက်လက်ပြောဆိုနေသလိုဘာကိုမှလည်းဂရုမစိုက်တာဖြစ်ပါတယ်။ညိုမင်းတွေနဲ့လည်းအမြဲတမ်းလိုရန်ဖြစ်တာဖြစ်ပြီးတော့အေးမြတ်သူကသူမသဘောမကျတဲ့သူကိုဆိုရင်လည်းအာမနာတန်တိုက်ရိုက်ပြောဆိုခဲ့တာဖြစ်ပါတယ်။အာနာရကောင်းမှမသိပဲအရှိကိုအရှိတိုင်းအမှန်ကိုလည်းအမှန်တိုင်းပြောဆိုတာကြောင့်လေပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာဖြစ်ပါတယ်။အေးမြတ်သူဟာအခုလက်ရှိမှာတော့အောင်မြင်မှုတွေကိုအသုံးချပြီးသူမကိုလူစိတ်ဝင်စားအောင်လုပ်နေရဖြစ်ပါတယ်။စူပါစတာအကယ်ဒမီကလည်းအမြဲလိုပွဲစုနေရဖြစ်ပြီးတော့လူစိတ်ဝင်စားအောင်တမင်လုပ်နေသလားလို့လည်းအမေးခံနေရတာဖြစ်ပါတယ်။ပြိုင်ပွဲဝင်အချင်းချင်းလဲရန်ဖြစ်လိုက်တိုင်အချင်းချင်းလဲအငြင်းပွားလိုက်နဲ့တချို့ကလည်းမျက်ရည်ကျူလိုက်နဲ့တော်တော်လေးကိုပွဲဖြစ်နေတဲ့အစီအစဉ်တစ်ခုဆိုလဲမမားတာဖြစ်ပါတယ်။အဲဒီဒေကမှာကန်ထူပြီးအေးမြတ်သူကဝေဖန်ခံလိုက်ရတာဖြစ်ပါတယ်။ပရိသတ်တွေလည်းဘယ်လိုမြင်လဲဆိုတာပြောပြသွားခဲ့ကြပါအောင်ရှင်။